အားလုံးတလီဇနဲ့မင်္ဂလာပါဒီနေ့ကသားမင်းနဲ့ထမောစားပါခဲ့ပါ အော်ဆူလာဆိုင်ကောရတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရခိုင်ပြည်ကရာသီကဟေးတွေနဲ့အတူတာမင်းနဲ့ဒီစားပြမှာဖြစ်ပါတယ်ရှင်ဒါကတော့မရွက်ရခိုင်ချက်ဖြစ်ပါတယ်ဒါကတော့ဝတ်တော့ရခိုင်ချက်ဒါကတော့ဝရှိတော့စပ်ပြုတ်ဒါကတော့လက်ပပေါ်ရခိုင်ချက်ဖိုက်ပါတယ်ဒါတော့ငရုတ်ကိုက်သားမင်းနဲ့တူတိုးစရာအစုံစားပြပါခဲ့ပါတယ် ဒါကတော့မရဲပေါ့နော်မတူတာချက်ထားတာချက်ပဲ စကပါမြို့တိ ဒါကတော့လက်ပံပွင့်လက်ပံပွင့်ကိုဆိုပြီးနေနဲ့ချက်ချောင်းနေချက်တယ် ဒါတော့ဝတ်နေရုံ စားကြပါအောင်ရှင်ဒါတော့ကောင်းမကောင်း ဒါတော့ဝတ်တော့နေခိုင်ချက်ဒါတော့ပပအချက်မြို့တိလာစားလို့ရပါတယ်မြို့တိကိုဖိတ်ခေါ်ပါတယ်စကပါမြို့တိ ကောလား စောကောင်း အနာချက်စားမပဲလေးဒီလက်ပံပွင့်ဆိုစားလို့ကောင်းမကောင်းဘူးပစုံကပြင်းနဲ့ချက်တာစားလိုက်စိတ်နေ အားလုံးကောင်းမကောင်းအစ်ဇာမရအားလုံးကောင်းမကောင်းလက်စားကြပါဦး စကပါမြို့တိ ဒါတော့ပါလာမမ ကောင်းတယ်စကပါမြို့တိအနော်စီတော့စားရပါတယ်ဒါစားပြီးနောက်ပြန်မှာတွေ့ရပါဘိုင်ဘိုင်